လိုင်းကြီးတဲ့အခါမျိုးမုန်တိုင်းတိုက်ပြီးခါစားအခါမျိုးတွေမှာပင်လယ်ကမ်းခြေမှာရှိတဲ့တဲတောင်မြေတွေဟာညီညာမှုမရှိဘဲအချို့နေရာတွေမှာဆမ်ဘာလို့ခေါ်တဲ့တဲတောင်ကုန်းတွေကိုဖြစ်ပေါ်စေပါတယ်။ဒီဆမ်ဘာလို့ခေါ်တဲ့တဲတောင်ကုန်းတွေဟာ Red Current လို့ခေါ်တဲ့ရေဆွဲကြောင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ရေဆွဲကြောင်းတွေဘလို့ဖြစ်လာရလဲဆိုတဲ့မေးခွန်းလေးကိုဒီနေရာမှာပြန်လည်ဖြေရှင်းပေးပါမယ်။ပင်လယ်ရေလိုင်းတွေဟာကမ်းခြေကိုလာရောက်ရိုက်ခတ်တဲ့အခါရေအမြောင်များကိုကမ်းပေါ်သို့ယူဆောင်လာပါတယ်။ကမ်းခြေပေါ်သို့ရောက်လာသောရေများဟာအဆိုပါနေရာတွင်မနေဘဲပင်လယ်ထဲသို့ပြန်လည်စီးဆင်းသွားပါတယ်။ထိုကဲ့သို့ရေများပြန်လည်စီးဆင်းရာတွင်ခုနကပြောခဲ့တဲ့ဆမ်ဘာလို့ခေါ်တဲ့တဲတောင်ကုန်းများဖြစ်ပေါ်တဲ့နေရာများမှာဆိုရင်ပင်လယ်ထဲသို့ပြန်လည်စီးဆင်းတဲ့ရေများဟာတဲတောင်ကုန်းနှစ်ခုကြားတွင်ပြင်းထန်စွာပြန်လည်စီးဆင်းပြီးရေဆွဲအားပြင်းထန်တဲ့ရေစီးကြောင်းတွေကိုဖြစ်ပေါ်စေပါတယ်။အဆိုပါရေစီးကြောင်းများကို Red Current ရေဆွဲကြောင်းများလို့ခေါ်ပါတယ်။